အားလုံးပဲမင်္ဂလာပါထွန်းတဲ့ပေးရကြိုဆိုပါရစေဒီနေ့မှာတော့ Facebook password ခဏခဏမေ့နေသူများအတွက်ကိုယ့်ရဲ့ Facebook password ကိုအလွယ်ကူပြန်လည်ကြည့်လို့ရမယ်နည်းလမ်းလေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအနေဆုံးထိကြည့်ပေးပါခင်ဗျာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Chrome browser တွေကိုဝင်ပေးရမှာဖြစ်ပါတယ် Chrome browser ကိုရောက်သွားပြီဆိုတော့အပေါ်ဆုံးမှာရှိတဲ့ကိုယ့်ရဲ့ဒီ account လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ရောက်သွားပြီဆိုတော့ Google Password Manager ဆိုတဲ့နေရာလေးကိုဆက်ပြီးဝင်ပြရမှာဖြစ်ပါတယ်ဒီနေရာလေးပါရပြီးတော့ရင်တော့ကိုယ့်ရဲ့ Facebook Password ကိုကြည့်မှဖြစ်တဲ့အတွက်ဒီနေရာမှာထပ်နေပြီပါဗျာအဲ့ဒီရောက်ရင်တော့ကိုယ့်ရဲ့ဖုန်းမှာ lock ခတ်ထားတဲ့ဒီ password လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းဒီနေရာလေးတွေကိုမျက်စိကနေရာလေးကိုအကောင့်နှစ်ကောင့်ဖွင့်ထားရင်နှစ်ခုရဲ့အားလေးကိုဒီမျက်လုံးလေးကိုဖွင့်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ password လေးကိုအလွယ်တကူပြန်လဲကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ video တွေကမိတ်ဆွေတငယ်ချင်းတို့အတွက်တစ်စုံတစ်ရာအကျိုးရှိခဲ့မယ်ဆိုရင်တော့ like and share လုပ်ပေးတော့ပါခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ